ဝတ်သားနဲ့ချစောကတိကြောစားကြမယ်ဝတ်သားကိုစားချက်တာမောဟင်းချုံမုံတို့နဲ့နေထားမယ်စီပူလာရင်တွတ်တွန်ဖြူလေးကိုစီတက်ပြီးတော့ဝတ်သားလေးထည့်ကြော်မယ်ပဝင်ပစ္စည်းတွေကတွတ်တွန်ဖြူခဲချင်တီနဲ့ချစောကတိတို့ပဲအရင်စားလို့ကောင်းတယ်နော်ပြီးမှခဲချင်တီလေးကိုထည့်ပြီးတော့ကြော်ပါမယ်ဒီလိုအနေထားလေးမှာချင်စောကတိလေးကိုပြန်ထည့်ပါမယ်နောက်ဆုံးမှာအရည်လေးနည်းနည်းထည့်ပြီးတော့တည်ထားလိုက်ရင်ဝတ်သားချင်စောကတိဟင်းလေးရပါပြီနော်လောက်စားရတဲ့လဲလွယ်ကူတာမို့လိုက်လောက်စားကြည့်ကြနော်ဝတ်သားကိုဒီလိုလေးကြော်စားရင်ချင်းချင်းလေးနဲ့ထမင်းစားနေစေပါတယ်ရှင်ကျေးဇူးတင်ပါတယ်